အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ Heshi မြေပေါ်မှာရှိတဲ့အရန်မိုက်တဲ့ Mystic Scale လေးတစ်ခုကိုအတူတူယူလိုက်ကြရအောင်ဒီနေ့ယူပြမှာကတော့ Flute of the Tides လို့ခေါ်တဲ့ဒီရေလိုင်းတန်စင်တိုက်ကျင်စင်ပဲဖြစ်ပါတယ်ယူဖို့တော့ပထမဆုံး Heshi မြေပုံနာကဒီနေရာကိုအရင်လာလိုက်ပါရောက်ပြီဆိုတာနဲ့ရှေးနားလေးကပလွေမှုန့်နေတဲ့လူနာအမြန်သွားလိုက်မယ်ရောက်တာနဲ့စကားပြောပြီးတချင်းတစ်ပုတ်တီးမှုတ်လိုက်ပါမယ်ပြီးတာနဲ့စကားပြောလိုက်မယ်ပြောပြီးတာနဲ့ quest လေးတစ်ခုပေါ်လာတဲ့ track လောက်ထားလိုက်ပါနှစ်နေရာသွားပြီးပလွေသွားမှုကြရမှာပါပထမဆုံးအနေနဲ့မြေဘူးနာကဒီနေရာကိုအရင်သွားဖို့အနည်းဆုံးတိုင်ကိုအရင်သွားလိုက်မယ်ရောက်တာနဲ့ဒီမှုရမယ့်နေရာနာကိုအမြန်သွားလိုက်မယ်ရောက်တာနဲ့အမြန်တီးမှုတ်လိုက်မယ်ပြီးရင်တော့နောက်တစ်နေရာသွားဖို့မြေပုံနာကအနည်းဆုံးတိုင်တာကိုပဲအရင်သွားလိုက်ပါမယ်ရောက်တာနဲ့တီးမှုရမယ့်နေရာနာအမြန်သွားမယ်ရောက်ပြီဆိုရင်အမြန်တီမှုတ်လိုက်ပါကဲပြီးတာနဲ့ပထမဆုံးတွေ့တဲ့လူနာကိုပြန်သွားပြီးစကားပြန်ပြောလိုက်ပါပြောပြီးတာနဲ့လိုချင်တဲ့ကျင့်စဉ်လေးရပါပြီတခါတည်းထည့်ပြီးစမ်းသုံးကြည့်ကြရအောင် AOE လိုက် damage ထိတာဆိုတော့ PVE နဲ့ Guild War ဒီမှာအများအသုံးဝင်မှာပါ以路为心上ကဲအားလုံးတော့အကျိုးရှိမယ်လို့မျှော်လင့်ပါတယ်နောက်ထပ်ဗီဒီယိုမှာပြန်တွေ့ကြတာပေါ့